မင်္ဂလာနံနက်ခင်းပါရှင်အလဲဘန်ရုပ်တန်ရဲ့ဒီဇင်ဘာလ2ရက်နေ့နံနက်ခင်းသတင်းဓာတ်ရိုက်ထုတ်လွှင့်မှုကိုစတင်ပါရမယ်ဒီနေ့နံနက်ခင်းမှာတင်ဆက်ပေးမယ့်သတင်းတွေကဥဆုံးနေနေထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများဒီဇင်ဘာ6ရက်နဲ့9ရက်တို့မှာကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းဘန်ကောက်မြို့ရှိမြန်မာတန်ယုံထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေဒီဇင်ဘာ6ရက်နဲ့9ရက်တို့မှာကြိုတင်ဆန္ဒမဲပေးနိုင်တယ်လို့ဘန်ကောက်မြို့ရှိမြန်မာတန်ယုံကဒီဇင်ဘာ1ရက်ကထုတ်ပြန်ပါတယ်ဆက်လက်ပြီးညအပူချိန်များရောနေပြီးပုံမှန်ထက်အေးခြင်းများဖြစ်ပေါ်နိုင်တဲ့လာနီညာအခြေအနေဟာဒီဇင်ဘာပထမ10ရက်ပတ်အတွင်းအားနည်းငယ်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ညအပူချိန်တွေရောနေပြီးပုံမှန်ထက်ပိုအေးနိုင်တဲ့လာနီညာအခြေအနေဟာဒီဇင်ဘာပထမ10ရက်ပတ်အတွင်းအားနည်းငယ်ရှိရလို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ရွှေဆိုင်ရွှေသက်စေလုပ်ငန်းနဲ့ရွှေပရင်လောက်ကင်သူများရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့်တိုးလောင်ရောင်းဝယ်ခြင်းမပြုရန်ထုတ်ပြန်ဆို